အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဇွန်လ29ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ဒါချီလိမ့်မြို့ကိုပို့ဆောင်ပြီးငချောက်နဲ့အာလူကျော်ဘုံများအတွက်မှာထိုင်းဘတ်ငွေ23သန်းကျော်သက်ဆောင်လာသည့်ရင်မောင်းကိုထိုင်းအာဏာပိုင်များဖမ်းဆီးလိုက်တဲ့သတင်းကိုဝေမျှပေးကြပါမယ်ထိုင်းမြန်မာနယ်စပ်မဲဆိုင်တာချီလိမ့်အမတ်1ချစ်ကြည်ရေးတရတွင်ငချောက်နဲ့အာလူကျော်ဘုံများအတွင်လျှို့ဝှက်စွာသက်ဆောင်လာသည့်ထိုင်းဘတ်ငွေ23သန်းကျော်ကိုထိုင်းကောက်ခွန်ရရှိများကဇွန်လ23ရက်ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဆိုပါထိုင်းဘတ်ငွေများမှာမြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမ့်မြို့ကိုပို့ဆောင်ပြီးငွေများဖြစ်ပြီးတဲဆောင်လာသည့်အသက်32နှစ်အရွယ်မြန်မာနိုင်ငံသားရင်မောင်းကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ထိုင်းရရှိများက၎င်းတဲဆောင်လာသည့်ဘုံများကိုဖွင့်ပေါက်စစ်ဆေးခဲ့ရာငချောက်ဘုံအတွင်းမှာထိုင်းဘတ်ငွေတစ်စီးလျင်တသန်းစီထုတ်ပို့ထားသည့်ငွေတုပ်18တုပ်စုစုပေါင်းဘတ်18သန်းအာလူကျော်ဘုံအတွင်းမှာတစ်စီးလျင်ဘတ်တသန်းစီထုတ်ပို့ထားသည့်ငွေတုပ်6တုပ်နောက်ထပ်ထိုင်းဘတ်ငွေ1000တန်းငွေစက်ကူ23ရွက်စုစုပေါင်း23သန်းကျော်ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိတွင်ထိုင်းဘတ်ငွေများသက်ဆောင်လာသည့်ရင်မောင်းကိုထိုင်းနိုင်ငံအတွင်းမှထိုင်းဘတ်ငွေများကိုပြည်ပနိုင်ငံသို့တရားမဝင်ခိုးထုတ်ရန်ကြိုးပမ်းမှုထိုင်းနိုင်ငံ၏2460 2019ခုနှစ်အကောက်ခွန်အပ်ဥပဒေနှင့်2485 1942ခုနှစ်နိုင်ငံခြားငွေလဲလှယ်မှုထိန်းချုပ်ရေးအပ်ဥပဒေတို့ဖြင့်အမှုဖွင့်ရေးယူထားတယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်။